ညီမနာမည်ကတော့တင်ရင်တီလို့ခေါ်ပါတယ်အခု AIC မှာရှိတဲ့ NCUK Foundation Program ကို Batch 1 နဲ့စတက်ခဲ့ပြီးတော့ UK မှာရှိတဲ့ Queen's University Belfast ကိုတက်တာ second year ပြီးတော့အခု third year ကို September မှာတက်ဖို့ပြင်ဆင်နေရပါတော့Queen's မှာတက်ခဲ့တဲ့နှစ်ရှိပြီဆိုတော့ first year နဲ့ second year ကနည်းနည်းလေးကွာခြားရပေါ့နော်ကျွန်တော်ရဲ့ experience ရလည်းအရင်ကွာရယ် first year တုန်းကတင်က Queen's QB အောင်မှာရှိတဲ့ Inter Study ဆိုတဲ့ program ကို join ခဲ့ရပေါ့နော်အဲ့ဒီဟာက international first year လို့ခေါ်တယ်အဲ့ဒီမှာက international student တွေပဲလည်းရှိရဆိုတော့ပို့ပြီးတော့ comfortable ဖြစ်ပြီးတော့နည်းနည်း AIC ကလိုမျိုး family college vibe လိုမျိုးနည်းနည်းပိုရရယ်ပေါ့နော် uni နဲ့တော့နည်းနည်းလေးကွာရယ်ဒါပေမဲ့ teacher professor တွေကအစားအဲ့လိုမျိုးတယောက်ချင်းစီကို teacher လိုက်ပြီးတော့တင်ပေးရပေါ့နော်အဲ့လိုမျိုးဆိုတော့ပို့ပြီးတော့လည်းရင်းနှီးရှိရဲအဲ့လိုမျိုး friends တွေပိုင်းနဲ့ဆိုတော့ canteen က campus မှာပဲရှိနေတော့ပို့ပြီးတော့ interaction ရှိရဲအဲ့လိုမျိုး subject မတူတဲ့တငယ်ချင်းတွေနဲ့အစားအဲ့လိုမျိုးပို့ပြီးတော့ဟွာဖြစ်တယ်ပေါ့နော် international student ချင်းဆိုတော့လည်းပို့ပြီးတော့စကားပြောရပို့အဆင်ပြေရဲ struggle like culture မတူတာတွေပါတွေ first year ချင်းဆိုတော့ experience လောက်ရတာအချင်းလည်းတူရဲပေါ့နော် first year မှာတော့ activity တွေလည်းအဲ့လို international student အနေနဲ့ပဲအများကြီးလုပ်ခဲ့ရပေါ့နော် local တွေနဲ့တော့တိတ်မတွေ့ခဲ့ရဘူးပေါ့ cause international ဘိုင်းပဲသွားတာမလို့အဲ့လိုမျိုးနည်းနည်းတော့ကွာရပေါ့နော် second year မှာကတော့ university ကို progress ဖြစ်သွားရပေါ့နော် university progress ဖြစ်သွားတော့ experience က first year နဲ့လုံးဝကွာသွားရပေါ့ university မှာဆိုလို့ရှိရင်ကိုယ့်ဘာသာကို effort အရင်လုပ်ရတယ်ပေါ့နော် lecture တွေကအစအနည်းဆုံးဆိုလို့ရှိရင်100လောက်ရှိရအများဆုံးဆို200 300အဲ့လိုမျိုးရှိရဖြစ်တဲ့အတွက် teacher တွေ professor တွေကတယောက်ချင်းစီလိုက်မကြည့်နိုင်ပေါ့နော်အဲ့တော့ကိုက question ရှိခဲ့ရပဲဖြစ်ဖြစ်တခုခုဆိုလို့ရှိရင်ကိုယ်တိုင်းကသွားပြီး approach လို့ or like meeting တွေပါအဲ့လိုမျိုးနဲ့ဆိုလို့ရှိရင်တော့professor တွေအရင်ကူညီပေးရပေါ့နော်ပတ်တန်ကိုယ်တိုင်းကလိုမျိုး lecture တွေကစ activities တွေလိုမျိုး society တွေပါအကုန် join ချင်လို့ရှိရင်ကိုယ်တိုင်း effort လုပ်ပေးရတယ်ပေါ့နော် second year ဆိုလို့ရှိရင် Queen's အမှာ right ဖြစ်သွားတော့ society ကစာများရှိရပေါ့နော် QB မှာမြန်မာ society ဆိုပြီးတော့လည်းအသစ်ထောင်ထားတာမျိုးရှိရဆိုတော့ QB လာမဲ့သူတွေရှိလို့ရှိရင်ဟို join လုပ်လည်းရရပေါ့နော် sport စိတ်ဝင်စားလို့ရှိရင် maybe badminton အဲ့လိုမျိုးအများကြီးရှိရ or like gym တွေပါ facility လည်းပို့ပြီးတော့ဆောင်သွားရပေါ့နော် gym ဆိုလို့ရှိရင် student competition မှာရှိရမျိုးလည်းရှိလို့ or like student gym ဆိုပြီးတော့တက်လည်းရှိရဖြစ်တဲ့အတွက်အဲ့လိုမျိုး swimming gym အကုန်လုပ်လို့ရရပေါ့နော် QB မှာတော့အဲ့လိုမျိုး second year ကရှိခဲ့ပေါ့နော် or civil engineering မှာဆိုလို့ရှိရင်တော့ field trip တွေသူလုပ်ပေးရရှိရ or like every Friday one day field trip လို့မျိုးလုပ်ပေးရရှိရပေါ့နော်ဒါပေမဲ့တစ်ခါလေကြာလို့ရှိရင်တင်းတို့ကျောင်းကချပေးထားတဲ့ schedule တိုင်း lecture ရှိနေတော့ join လို့မရဘူးပေါ့နော်အကယ်၍မရှိခဲ့ဘူးဆိုလို့ရှိရင်တော့ကိုယ်ကသွားပြီးတော့ form တွေပါတင်ပြီးတော့အဲ့လိုမျိုး join လို့ရရပေါ့နော် or civil engineering မှာ stream A ဆိုတဲ့ part တွေမျိုးလေးရှိခဲ့လို့ရှိရင်အဲ့လိုမျိုး join လို့ရှိရင်သူကfree trip တက်လုပ်ပြီးနော်တင်ကကြအဲ့လိုမျိုးအဲ့ပိုင်းကို join ခဲ့ဘူးပေါ့နော် archi ပိုင်းဆိုတော့အမှတော့တိတ်မပါခဲ့ဘူးပေါ့နော်ဒါပေမဲ့ second year မှာတော့ local နဲ့လည်းပို့ပြီးစာတင်ရတယ်ဆိုတော့သူ culture ကိုပို့ပြီးသိရ and သူတို့ရဲ့စကားပြောတဲ့ accent တွေပါတယ်အစားကိုပို့ပြီးနားလည်လာရပေါ့နော် first year ထပ်စားလို့ရှိရင်အဲ့လိုမျိုးတော့ first year နဲ့ second year မှာတော်တော်ကွာခဲ့ရပေါ့နော်AIC မှာတော့တင်က engineering ဖတ်သွေးကိုပဲယူခဲ့ရပေါ့နော် engineering မှာ English Maths Physics and Chemistry ဆိုယူခဲ့ရပေါ့နော်ဒါပေမဲ့အဲ့ဒီကမှ first year မှာဆိုလို့ရှိရင် AIC က NCUK Foundation Curriculum ရဲ့တော်တော် first year ရဲ့ base ကို cover ဖြစ်ခဲ့ရပေါ့နော်အဲ့တော့စာနဲ့ပတ်သက်လာရင်အရင်စိတ်ပူကြမရှိဘူးပေါ့နော်mostly ကတော့ English and Maths ကပို့ပြီး curriculum နဲ့တော့ဆင့်နေပေါ့နော်တခြား subject တွေကတော့ civil engineering နဲ့ပတ်သက်တာဖြစ်သွားတော့တိတ်တော့နည်းနည်းလေးကွဲတယ်ပေါ့နော်but then base ကတော်တော် cover ဖြစ်ခဲ့တော့စာရန်လုံနိုင်ခဲ့ရပေါ့နော်Maths ဆိုလို့ရှိရင်လည်း AIC မှာတော့ချက်အောင်ရတင်ပေးခဲ့ရဆိုတော့အရင်တော်တော်ကောင်းခဲ့ရပေါ့နော်ချက်အောင်နဲ့လည်းစာအရင်တော့ပြောဖို့ရန်ကောင်းပြီးတော့ဒီ first year ရောက်သွားတဲ့အချိန်မှာလည်းသူတင်ပေးခဲ့တာတွေအရင်အထောက်ကူပြုခဲ့ရပေါ့နော် class test တွေ or like exam တွေဆိုလို့ရှိရင်လည်း almost always over like 80 90အဲ့လိုဖြေနိုင်ခဲ့ရပေါ့နော်English မှာဆိုလို့ရှိရင်လည်းအဲ့တော့ချက်ခံကတင်ပေးခဲ့ရဆိုတော့ presentation skill ကိုအရင်အာရုံစိုက်ပေးခဲ့ရပေါ့နော်အဲ့တော့ English presentation and public skill and communication မှာအရင်တိုးတက်လာရလို့ကိုထင်မိရပေါ့နော်အဲ့တော့ presentation လုပ်ရတဲ့အခါမျိုးတွေမှာ first year မှာဆိုလို့ရှိရင်အဲ့လိုတင်ရင် presentation သဘောကျလို့ဆိုပြီး professor ကိုယ်တိုင်ကနေပြီးတော့အဲ့လို slides and videos တွေကို junior တွေအတွက် sample အနေနဲ့ပြသုံးခဲ့ရမျိုးလည်းရှိရပေါ့နော်second year မှာ research and presentation group project လေးလုပ်ရပေါ့နော်အဲ့လိုမျိုးတွေမှာဆိုလို့ရှိရင်လည်းတင်တို့ group က winner မဖြစ်ခဲ့ဘူးပေါ့နော်but then အဲ့မှာလာပြီးတော့ judge လုပ်တဲ့ senior civil engineers and then professors တွေကနေပြီးတော့ presentation အရင်ကောင်းနေဆိုပြီးတော့ winning team နဲ့တူ report တွေပါရေးဖို့အတွက်ကိုလှမ်းပြီးတော့ပြောခဲ့တယ်ပေါ့နော်အဲ့လိုမျိုးလေးရှိခဲ့တော့ကို speaking ဘိုင်းရော communication အဲ့လို presentation မှာမကြောက်တော့ဘူးပေါ့နော် public speaking မှာဆိုအရင်ပြောနိုင်လာတယ်ပေါ့နော်အဲ့လိုမျိုးတွေပို့ပြီးတော့ထောက်ကူဖြစ်လာတယ်လို့ထင်တယ်ဟုတ်
AIC မှာတော့ကလည်း engineering pathway ကိုရွေးခဲ့ရပေါ့နော်honestly ပြောမယ်ဆိုရင်တော့ passionate အရင်ဖြစ်ခဲ့ရတာမျိုးတော့မရှိဘူးပေါ့နော်ဒါပေမဲ့ math မှာငယ်ငယ်လေးကကောင်းတာတော့ကျွန်တော် engineering ဘိုင်းကိုပို့ပြီးရွေးဖြစ်သွားတာပေါ့နော်အခု engineering ဘိုင်းကဆိုအရင် broad ဖြစ်တယ်ပေါ့နော် study ဘိုင်းရော career ဘိုင်းရောကိုရွေးချင်တာရှိရပေါ့နော်career design ဘိုင်းမဲ့တော့ချင်တာ or like touch check ကောင်းတဲ့အဲ့လိုမျိုး structural တို့ဘာလို့ဘိုင်းမဲ့တော့ချင်တာ or like a fluid အဲ့လိုမျိုးတော့ချင်တာဆိုပြီးအများကြီးရှိရပေါ့နော် career ဘိုင်းမှာဆိုရင်လည်း project manager consulting etc အဲ့လိုအများကြီးရှိရဆိုတော့နည်းနည်းကိုရွေးချယ်ရပို့ပြီးလွတ်လပ်တာမျိုးရှိရပေါ့နော်အဲ့ဒါဆိုသိမှုကတော့ future plan အရာ interior design ကိုတက်နေရင်လည်းပို့ပြီးစိတ်ဝင်စားလာတွေ့ရတယ်ပေါ့နော်အဲ့ဆိုတော့အဲ့ဘိုင်းဘက်ကိုပို့ပြီးသွားဖို့လည်းစဉ်းစားထားတယ်ပေါ့နော်ကဲပြီးအကြောင်းဆက်တက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ UK or Europe ဘက်ကိုပို့ပြီး data ရှာဖို့လည်းစဉ်းစားခင်ထားတယ်ပေါ့နော် UK မှာကအခု bachelor အထီးတက်မှာဆိုတော့ကျန်တဲ့အပိုင်းဆက်တက်မယ်ဆိုလို့ရှိရင်နည်းနည်းမတူညီတဲ့နေရာဒေသမှာဆိုတော့တခြား UK ဘိုင်းမဲ့ဖြစ်ဖြစ် or like Europe ဘိုင်းတွေဘက်ကိုသွားဖို့စဉ်းစားထားရပေါ့နော်အကယ်၍ career အရာ experience ရချင်ခဲ့ရမျိုးရှိလို့ရှိရင်တော့ consulting ဘိုင်းဘက်ကိုပို့ပြီးသွားဖို့စဉ်းစားထားရပေါ့နော်အရင်တည်းကလည်း AIC မှာအဲ့လို consulting နဲ့ပတ်သက်တာမျိုး experience ရှိခဲ့တော့နည်းနည်းပို့ပြီးတော့ confidence ရှိရပေါ့နော်အဲ့ဒါဆိုအဲ့ဘက်ကိုပို့ပြီးတော့apply လုပ်ဖို့စဉ်းစား graduate ဖြစ်ပြီးရတယ် apply လုပ်မယ်လို့စဉ်းစားထားရပေါ့နော်။ကြည့် apply လုပ်ခဲ့မယ်ဆိုရင်လည်း Europe ဘက်ကိုပို့ပြီးတော့အားထားမယ်လို့စဉ်းစားထားရပေါ့နော်။တင်ရအခု Los Belfast က Northern Ireland မှာရှိရဖြစ်တဲ့အတွက် Ireland ဘက်ချမ်းဆိုအရင်လည်းနီးရဖြစ်တဲ့အတွက်အဲ့ဘက်ကိုနည်းနည်းပို့ပြီးတော့ရှာနေရပေါ့နော်။ activity ပိုင်းရမှာတော့ first year နဲ့ second year မှာအရင်တက်တက်ကြွကြွပါဝင်တာမျိုးမရှိခဲ့ဘူးပေါ့နော်။စာလုပ်တာရောတငယ်ချင်းတွေနဲ့ဒီတိုင်းအပြင်မှာ hang out လုပ်တာမျိုးတွေကပို့ပြီးများခဲ့ရဖြစ်တဲ့အတွက်ကြောင့်ရဲ့ activity ကိုတိတ်ပြီးမ join ခဲ့ဘူးပေါ့နော်။ဒါပေမဲ့ကျောင်းမှာတော့ society တွေလည်းအများကြီးရှိရယ် or like sports တွေလည်းအများကြီးရှိရယ်ပေါ့နော် archery society ဆိုလို့ရှိရင်လည်းတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်တက်အီးမှာတော့အဲ့လို society တွေကိုပို့ပြီးတော့သွားဖို့စဉ်းစားထားတယ်K-pop society K-pop ကြိုက်တဲ့သူတွေရှိလို့ရှိရင် K-pop society ဆိုလို့ dance cover တွေအပတ်တိုင်းတင်ပေးရမျိုးရှိရယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ join ဖို့အပေးရယ်ပေါ့နော်အဲ့လိုမျိုး archery ဆိုလည်းသွားပြီးတော့တင်ပေးရသူကိုယ်တိုင်တင်ပေးရည်ဘာညာရှိရယ်ပေါ့နော်swimming ဘာညာဆိုလို့ရှိရင်လည်း indoor swimming pool တွေပါရှိရယ်ဖြစ်တဲ့ facility ကတော်တော်လေးကောင်းတယ်badminton နဲ့ tennis ဆိုလည်းအရင် student တွေအရင် join ကြရမျိုးဆိုတော့အဲ့လိုမျိုး student တွေအရင် join ကြရမျိုးကိုပို့ပြီးတော့ communication နဲ့အကောင့်တက် year မှာသွားဖို့စဉ်းစားထားရပါတော့ because first year and second year မှာကနည်းနည်း extracurricular နဲ့ study and life က balance မဖြစ်ခဲ့ဆိုတော့အဲ့ဒါနည်းနည်းလေး regret ဖြစ်မိရပေါ့နော်ဆိုတော့တက်မှာအဲ့ဒါကိုပို့ပြီးတော့ improve လုပ်ချင်တယ်ဆိုတော့အဲ့လိုတော့စဉ်းစားထားရပေါ့နော်မြန်မာမှာဆိုလို့ရှိရင် society က university မှာအများကြီးရှိဘူးပေါ့နော်ဒါပေမဲ့ university တို့တမ AIC မှာဆိုတော့ extracurricular အများကြီးလုပ်ပေးရပေါ့ volunteering တွေအဲ့လိုမျိုးဘာညာအကုန်လုပ်ပေးရဆိုဒီ uni မှာကကြတော့ကိုယ်တိုင်ပို့ပြီးတော့ effort ထုတ်ပြီးတော့တွားရတယ်ပေါ့နော်ကိုယ်တိုင် gym တွား or like အကယ်၍တခြား language တွေသိချင်တယ်ဆိုတော့အဲ့လိုမျိုး student union တွေပိုင်းမှာ form တွေတွားထည့်ပြီးတော့အဲ့လိုမျိုးလုပ်ရမျိုးရှိရပါဆိုကိုယ်တိုင် effort လုပ်ပြီးတော့လုပ်လို့ရှိရင်တော့ကိုယ်တိုင် improve ဖြစ်လာမယ်လို့ထင်တယ်ပေါ့နော် university ကတော့အကုန်လုံးပေးထားဖြစ်တဲ့အတွက်အဓိကကတော့ကိုယ်တိုင် motivation ဖြစ်ပြီးသွားဖို့ပဲပေါ့ဟုတ်UK မှာစတဲ့တုန်းကတော့ first year နဲ့ second year struggle မတူဘူးပေါ့နော် first year တုန်းကတော့အရင် excited ဖြစ်နေတာရောတကယ်ချင်းနဲ့အသစ်တွေနဲ့အများကြီးတွေ့ရချ experience အရင် new ဖြစ်တော့ excited ဖြစ်နေတာပုံများတော့အဲ့လိုမျိုး struggle ကြီးရလို့အရင်မရှိခဲ့ဘူးပေါ့နော်study ပိုင်းကလည်းလွယ်တယ်လို့ပြောရမယ်ပေါ့နော်အခုဆိုလို့ရှိရင်society မြန်မာ society ပိုင်းရှိရတခုခုညီလို့ရှိရင်လည်းတောင်းလို့ရရပေါ့နော်တင်းတို့လည်းလို့ part time job တွေလိုအပ်ခဲ့တာပဲဖြစ်ဖြစ်ပါညာဆိုလို့ရှိရင် referral အဲ့လိုမျိုးတည်ရတရားရောက်နဲ့အဲ့လိုမျိုးသွားပြီးတော့တူတူမျိုးလောက်တာမျိုးတွေလည်းရှိရပေါ့နော်ဆိုတော့ first year တုန်းကတော့တကယ်ချင်းနဲ့အရင်ပျော်နေတာဖြစ်တဲ့အတွက် struggle တော့ကြီးမရှိဘူးပေါ့ study လည်း AIC ကတင်ပေးလိုက်တာနဲ့အရင် cover ဖြစ်တယ် but second year university ကိုရောက်သွားတဲ့အချိန်မှာတော့ပိုပြီး struggle ဖြစ်လာတယ်ပေါ့နော်အဲ့ဒီတုန်းက balance life က balance မဖြစ်ခဲ့ဘူးပေါ့နော် work part-time job ကို steady ရော and then like personal time ကို balance မဖြစ်ခဲ့ပဲနဲ့တခုမဟုတ်တစ်ခုကလူသွားတာမျိုးတွေဖြစ်ခဲ့ပေါ့နော် steady ဆိုလည်းအရင်မလုပ်နိုင်တော့ပဲနဲ့ work ကိုလုပ်လိုက်မိတာ or work လည်းမသွားပဲနဲ့အဲ့လိုစာရေးပဲကောင်းလုပ်တာအဲ့လိုမျိုးအရင်မမျှတာမျိုးတွေဖြစ်သွားရပေါ့နော်အဲ့လိုဒီကတော့ procrastination အရင်လုပ်တယ်ပေါ့နော်တင်ဆိုလည်းဒါ student တိုင်းအကုန်လုံး relate လုပ်နိုင်မယ်လို့ထင်တယ်ပေါ့ဒါလူတိုင်းတစ်ခါလေး procrastinate လုပ်နိုင်တယ်ပေါ့နော်အဲ့လို deadline ကနောက်မှပဲလုပ်မယ်ဆိုပြီးထားတာမျိုးအများကြီးရှိပေါ့နော်အဲ့လိုမျိုးတွေကနေပုံလာတဲ့အချိန်မှာအများကြီးဖြစ်သွားပြီး stress တွေရမ်းပြီးရပေါ့နော်အဲ့လိုမျိုးဆိုတော့second year မှာတော့တော်တော်အဲ့ဒါကို struggle ဖြစ်ခဲ့ပေါ့ but Queens မှာကျတော့အဲ့လိုမျိုးကို struggle ဖြစ်လာလို့ရှိရင်ကိုကို assign လုပ်ပေးထားတဲ့ professor တည်တက်ရှိရပေါ့နော်အဲ့လိုမျိုး one to one သွားပြီးတော့ပြောလို့ရတယ် or like student union ကိုသွားပြီးတော့အဲ့လိုမျိုး counselor တွေဘာတွေနဲ့သွားပြီးပြောလို့ရဖြစ်တဲ့အတွက်ဒါကအရင်ထောက်ကူဖြစ်ခဲ့ပေါ့နော်ကိုအဆင်မပြေဘူး like emotional ဘိုင်းရောဘာညာအဆင်ပြေဘူးဆိုရှင်သူနဲ့သွားပြီးစကားပြောသူတို့ suggestion ပေးရမျိုး or like
like အဲ့လိုမျိုးကိုတခုလိုအပ်ခင်ပါလိုအပ်လဲဆိုအကုန်လုံးပေးရမျိုးအများကြီးရှိတော့တော်တော်အဆင်ပြေသွားခဲ့တယ်ပေါ့နော်စာနဲ့ပတ်သက်တာအရာရော professor တွေကိုလည်း meeting တွေ1-on-1 call ပြဒါမရဘာလို့မရလဲဆိုပြီးတခြားတွက်ပြပေးရမျိုးဆိုတော့ပို့ပြီးတော့အဆင်ပြေသွားခဲ့တယ်ပေါ့နော်second year တော့ကတော့ circle ကတော့ procrastination နဲ့ဆိုင်တာဖြစ်တဲ့အတွက်နည်းနည်းdepressed ပဲဖြစ်ခဲ့ပေါ့နော်စာလည်းမရဘူးဘာဖြစ်လဲညာဖြစ်လဲဆိုပြီးတော့ဗတ်တဲ့နောက်ပိုင်းတော့အကြောင်းကအရင်ကူညီပေးတာကြောင့်ပို့ပြီးတော့ပို့အဆင်ပြေသွားခဲ့ပါဟုတ် University of Queens Belfast ကိုရွေးခဲ့တာကတော့အစားတော့ကတော့မမေရဲ့တကယ်ချင်းတယောက်ရှိရပေါ့နော်အဲ့လိုမျိုးဆိုတော့တင်တယောက်တည်း struggle မဖြစ်စေချင်တော့မမေတို့ကနေပြီးတော့အတိရှိတဲ့ဘက်ကိုပဲသွားစီချင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရှင်အနေနဲ့ experience sharing လုပ်ပြီးတော့အဲ့လိုမျိုးကူညီပေးလို့ရတယ်ဆိုတဲ့သဘောမျိုးနဲ့သွားခဲ့ရပါတော့ပတ်သက်ကိုယ်တိုင်နဲ့ research လုပ်ကြည့်ရဲ့အချိန်မှာ Queens က research group ထဲမှာဆိုတဲ့ ranking မြင့်နေတယ်မှာလည်းပါတယ်ပေါ့နော် Wall မှာဆိုတဲ့ ranking မြင့်နေတယ်မှာပါတယ်အခုနောက်ပိုင်းဆိုတဲ့ Queens ရဲ့ ranking တဖြည်းဖြည်းနဲ့မြင့်လာရပေါ့နော်especially ကြိုက်တာကြတော့ Queens ရဲ့ student union နဲ့ facility မျိုးကိုပို့ကြိုက်တယ်ပေါ့နော် student union ဆို UK ထဲမှာ top student union ထဲမှာပါတယ်ပေါ့နော် facility အရင်ကောင်းတယ် support အရင်ကောင်းတယ်ဆိုပြီးတော့နာမည်ကြီးရပေါ့နော်အဲ့လိုမျိုးဆိုတော့ကိုက study ဘက်မှာစာမြခဲ့ရပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုလို့ရှိရင်ပို့ပြီးတော့sportive ဖြစ်တယ်လို့ခံစားရရပေါ့နော်ဒါကြောင့်လည်း mainly ရွေးပေးခဲ့ရပေါ့အခုဆိုလို့ရှိရင်လည်းစာသင်တာမျိုးပဲမဟုတ်ဘဲနဲ့ extracurricular Queens ကအများကြီးလုပ်ပေးရပေါ့နော် language သင်ချင်တာပဲဖြစ်ဖြစ် like sports တွေလုပ်ချင်တာဆိုရှင် student union သွားပြီးအဲ့လိုမျိုးဆွေးနွေးရပါဆိုရရ or like ကိုလှုပ်ရှားချင်တာမျိုးဆိုလို့ရှိရင်သူတို့အဲ့လိုမျိုး counselor တွေတက်ရှိပြီးသားပေါ့နော်ကိုအဆင်ပြေတဲ့ဟာမျိုးသွားပြီးတော့ရှောက်လို့ရတယ်ဆိုတော့အဲ့လို facility ပိုင်းအရင်သဘောကျခဲ့ပေါ့နော်အဲကြောင့်လည်း mainly ရွေးပေးခဲ့တာပေါ့AIC ရောတက်တောင်းက bachelor လုံးကစတက်လာဆိုတော့တကယ်တော်တော်ပြောခဲ့ရတယ်ပေါ့နော်first batch လည်းဖြစ်တော့ဒီက staff တွေကအမားတွေ AIC အမားတွေ teacher တွေအကုန်လုံးကအဲ့လိုမျိုးတတိကျကျ queue site ပေးကြရတယ်ပေါ့နော်ပြီးတော့ first batch ဆိုတော့နည်းနည်းလူလည်းနေခဲ့သေးရပေါ့နော်နေတော့အဲ့လိုမျိုး family vibe ကိုအရင်ပိုဖြစ်တယ်ပေါ့အရင်လည်းရင်းနှီးကြတယ် school ပြီးတော့တာမျိုးပါညာဆိုလို့ရှိရင်လည်းချင်းချင်းအဲ့လိုမျိုးစကားပြောဆော့ကစားအဲ့လိုမျိုးအရင်လုပ်တယ်ပေါ့နော် AIC အောက်က water sports ပါညာမှာဆိုတော့ခဏခဏသွားပြီးတော့အဲ့လိုမျိုး activity တကယ်ချင်းနေနဲ့လုပ်တယ်ပေါ့နော်အဲ့ဒီတွေကမှအမှတ်ရဆုံးပြောရမယ်ဆိုရှင် school trip တွေသွားပေါ့နော်တကယ်တော့ဆိုနှစ်ခေါက်တောင် school trip လိုက်သွားသေးရပေါ့တခါငွေဆောင်နဲ့ပကံနဲ့ကိုလိုက်သွားရပေါ့နော်အဲ့ဒီတော့ဆိုလဲအဲ့လိုမျိုးကျောင်းနဲ့ or like အဲ့လိုမျိုးသွားနေရတယ်လို့မခံစားရပဲနဲ့ဒီတိုင်း second family နဲ့ vacation တူထွက်ကြအရင်ပျော်ကြအဲ့လိုမျိုးပို့ပြီးတော့ခံစားရရပေါ့နော်teacher တွေကစားလို့မျိုး teacher တွေမဟုတ်ဘဲနဲ့ friendly ဖြစ်ပြီးတော့တကယ်ချင်းလိုမျိုးပေါင်းပြီးတော့တခုဆိုစကားပြောရရလဲလွယ်တယ် YC staff တွေအမတွေကိုတွေကစားအဲ့လိုမျိုးအရင်ကလေးတွေကိုစားနာပြီးပြီးတော့ပေါ့နော်အဲ့လိုမျိုးတူဘာလဲချင်တဲ့ဘာညာလဲဆိုတော့အဲ့လိုမျိုးအရင်ပြောခဲ့ရပေါ့ကိုလို့ချင်တာမျိုးရှိလို့ပြောလိုက်လို့ရှင်လဲဖြစ်အောင်လုပ်ပေးရပေါ့နော်အဲ့လိုဆိုအဲ့တော့တော်တော်ပြောခဲ့ရရပေါ့တကယ်ချင်းနေနဲ့လဲအဲ့လိုမျိုးတူနေညဆိုရုပ်ရှင်တွေပါအကြီးနေအရင်ကိုပြောဖို့ကောင်းခဲ့ပေါ့ဟုတ်တခြား activity ဆိုလို့ရှင်လဲ lab တွေပါလောက်ရပေါ့ lab တွေလောက်လို့ရှင်ကိုနာမလဲဦးဘာညာဆိုလို့ရှင်လဲ teacher ရဲ့တော့ present ရှိနေပြီးတော့ဒီလိုဆိုပြီးတော့တခြားရှင်းပြပြီးတော့အဲ့လိုမျိုးအမြင် lab တော့လောက်ရတဲ့အခါမျိုးဆိုလဲပြောရဲပေါ့နော်တခြားဟာကတော့အဲ့လိုမျိုး sports တွေအရင်လောက်ရရပေါ့အဲ့တော့ PE လည်းတင်ရတော့အဲ့လို PE တင်ချင်တာမှဆရာအရင်ဆောက်ခိုင်းနေပေါ့နော်အဲ့တော့ badminton တို့ basketball လို့ဆိုလို့ရှင်နည်းနည်းလေးတော့လောက်တော့ပါရပေါ့အရင်တော့ဆိုပြီးဆော့တာပေါ့နော်အဲ့လိုမျိုးရရှိရဟုတ်တခြား activity ရတော့အရင်ဆရာနေပြီးအဲ့လိုမျိုးတခြားအကြောင်းတွေနဲ့အဲ့လိုမျိုး football ပြိုင်တာတို့ basketball ပြိုင်တာတို့လည်းလုပ်ပြီးတည်ရပေါ့Halloween party တော့လည်းတော်တော်ပြောဖို့ကောင်းတယ်ဘာလို့လဲဆိုရှင်ကောင်းလုံးဝ face က makeup တွေပြင်နေဆလာတင်တာပေါ့ဆလာတင်ပြီးတော့မှ water sports မှာသွားပြီးတော့အဲ့လိုမျိုး party လောက်ကြတာပေါ့နော်အဲ့လိုမျိုးဆော့ကစားကြရဲနိုင်တဲ့သူတွေကအဲ့လို price တွေရရဲပေါ့အဲ့တော့ဆိုတော့ teacher တွေနဲ့ပါ teacher တွေရော staff တွေနဲ့ရောတူဆော့ရဆိုပို့ပြီးတော့အရင်ပျော်ဖို့ကောင်းတယ်ပေါ့ဟုတ်UK ကိုဒီကညီလေးမောင်လေးညီမလေးလာတော့မယ်ဆိုလို့ရှိရင်ပေါ့နော်အဓိကကတော့မလာခင်အစားအားရှိအောင်စားထားပါပေါ့နော်အဲ့လို shoes လေးပါလေးလည်း share ဆောင်တာပေါ့နော်တိတ်နှောင်းကတော့အဲ့လို flight အကြာကြီးစီးလိုက်ရတာကြောင့်အရင် motion sickness ဖြစ်ပြီးတော့ airport မှာလုံးဝ faint ဖြစ်မလို့ဖြစ်သွားရပေါ့နော်အဲ့ဒါဆိုနည်းနည်း struggle ဖြစ်ရတယ်ပေါ့but then တကယ်ချင်းကြောင်းနဲ့သွားတာဆိုတော့နည်းနည်းတော့ပို့ပြီးတော့အဆင်ပြေခဲ့ဆိုမဲ့တယောက်တည်းသွားမဲ့သူမျိုးရှိခဲ့လို့ရှိရင်နည်းနည်းကိုအားရှိအောင်နေဖို့အကြံပေးခြင်းနဲ့ပေါ့နော်ဘာလဲဆိုတော့အရင် long flight လည်းစီးရတာဆိုတော့ဖြစ်တတ်တယ်ပေါ့နော်အကယ်၍ UK ကိုရောက်သွားခဲ့လို့ကိုကတခုခုမသိခဲ့ဘူးပဲသွားဘာလို့လဲမသိခဲ့ဘူးဆိုလို့ရှိရင်လည်းဘေးမှာရှိတဲ့သူတွေအခုညီတောင်းကြည့်ပေါ့နော်UK တွေတော်တော်များများလို့ friendly ပဲဖြစ်တတ်ကြရဲဆိုတော့ကိုကတခုခုဆိုလို့ရှိရင်သူတို့ကကူညီပေးချင်ကြအများရပေါ့နော်လူတယောက်တည်းသွားရမျိုးဆိုလို့ရှိရင်အဲ့လိုမျိုးကြုံလာတတ်တယ်ပေါ့နော်ဘယ်သွားမလဲမသိရမျိုးပါညာပေါ့also school တွေပါမှာဆိုရှင်အဲ့လိုမျိုး activity တွေပို့ပါဖို့ပေါ့နော်တိတ်တော့တိတ်မပါခဲ့ရတော့နည်းနည်းတော့အခုဆိုပြီး grad ဖြစ်မိရပေါ့တိတ်ရဲမှလည်းပို့ပါဖို့စဉ်းစားထားရဲအဲ့လိုမျိုးဆိုတော့ carry ရောက်လာခဲ့ပြီဆိုလို့ရှိရင်အဲ့လိုမျိုး society တွေ like join ပြီးတော့ချင်းချင်းအဲ့လိုမျိုးမေးကြည့်ပေါ့
ပေါ့နော်အဲ့လိုဒီကိုနေမဲ့နေရာနာမှာဘယ်ကကောင်းလဲဘယ်ကိုသွားလို့ရလဲဘယ်ကအလုပ်လုပ်လဲ carry part time လုပ်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးအရင်ကနေခဲ့ဖို့ပဲသူတွေရှိတာရောပါညာဆိုလို့ရှိရင်ပို့ပြီးတော့ကိုက experience ရရတယ်ပြီးနောက်ကြားတာဆိုတော့ feedback တွေလည်းရတယ်ဆိုတော့ကိုဆုံးဖြတ်ရတဲ့ခါမှာအရင်မတွေ့ဘူးတော့ဘူးပေါ့နော်ဟုတ်အခုရှင် UK မှာဆိုရှင် student accommodation ပါညာနေရဆိုလို့ရှိရင်လည်းကြားနေပြီးတော့အရင်အကူအညီပေးတယ်ပေါ့နော်အဲ့လိုမျိုးဆိုကြားအောင်လည်းကိုကပြောထားပြီးတော့ကြားအောင်နေပြီးတခါလေးလာကြိုပေးရတယ်အဖို့ဒီလာကြိုပေးရတယ်ဘာလို့လုပ်ပေးရဆိုတော့အကယ်၍ကိုကမဟုတ်ခဲ့ဘူး student accommodation နေပဲနဲ့ပြင်မနေရမျိုးဆိုလို့ရှိရင်လည်း taxi stand နေပါရ stand by ရှိတတ်တော့အဲ့တော့အရင်တော့စိတ်ပူစရာမရှိဘူးပေါ့နော်ကယ်၍UK လာခဲ့မယ်ဆို culture difference တော့နည်းနည်းတော့ဖြစ်တယ်တခါလေးအဲ့လိုမျိုးစားထောက်ပါညာဖြစ်တတ်တယ်ပေါ့နော်စားထောက်ဆိုလို့ရှိရင်အခုတိတ်နေတဲ့ breakfast ဆိုလို့ရှိရင် Asian food တိတ်မရှိဘူးလို့ပြောမှာပေါ့ mostly Chinese ဆိုပါလို့ပဲရှိရောမြန်မာစားခါရွာတခါလေး homesick ရဖြစ်တတ်တော့အဲ့လိုမစားရဘူးပေါ့နော်ဒါဆိုကယ်ဟင်းချက်တတ်တဲ့သူတွေရှင်လည်းမြန်မာဟင်းလေးချက်တတ်လို့ပေါ့နော်တဲ့အခုထိချက်တတ်တယ်လို့မစားရဘူးပေါ့ဒီပြန်လာတော့မှပဲစားရတာမျိုးရှိရပေါ့အိမ်မှာတော့ UK သူတို့ English breakfast တွေဘာတွေကပဲပို့ပြီးတော့စားလို့လည်းကောင်းတယ်ပေါ့အဲ့လိုမျိုးဆိုတော့ကိုကတခါလေ Asian food တွေပဲမဟုတ်ဘဲနဲ့သူတို့ရဲ့စားတဲ့စားတောက်တွေကိုလိုက်ပြီးစားကြည့်ဖို့လည်း recommend ပေးရပေါ့ because သူတို့ဟာရဲ့တခါလေအရင်စားလို့ကောင်းတာမျိုးရှိရပေါ့နော်ဒီခြားပြောရမယ်ဆိုလို့ရှိရင်เนาะ UK က weather ကတော့တခါလေးနည်းနည်းဖောက်ပြန်လာမျိုးရှိရဲတခါလေးကြာလည်းပူရဲတခါလေးကြာလည်းအေးရဲတခါလေးမိုးရဲအဲ့လိုမျိုးရှိရမျိုးရှိရဲပေါ့လို့ဆိုတော့puffer လေးယူလာခဲ့ဖို့ပေါ့နော် puffer စမိုးစီတခုမှခုလောက်ဆိုရင်တော့ရရပေါ့တခါလေးချုံမိပိုင်းရစိတ်ရံမှုအများကြီးတော့ထည့်ပြတယ်အရင်ထူတော့တခါလေးတခြားဘာမှထည့်လို့မရမျိုးရှိရဲပေါ့နော်အမြဲဟိုတခုလောက်ပဲဝတ်ဖြစ်တာမျိုးများရဲပေါ့နော်ပြီးတော့မိုးလည်းအရင်ရွာတက်တော့ tea ကတော့အရင်မလို့ဘူးပေါ့နော်လေရန်တိုက်တော့ tea တခါလေးလွင့်ထော်ရမျိုးရှိရမိုးကလေးနဲ့ပဲဆိုရင်စပြည့်ပေါ့ဟုတ် weather ကတော့အရင်တော့မဆိုးဘူးနေလို့တော့ကောင်းနေဒါပေမဲ့မြန်မာမှာနေခဲ့တာထပ်ဆိုင်တော့အရင်ကွာရပေါ့နော်ဒီမျိုးရရှိရဟုတ်တိတ်နေနေရတော့ ANC ကိုရွေးခဲ့တာကတော့ IGP သွားတဲ့အချိန်မှာ foundation တက်ပြီးတော့ UK ကိုသွားကျောင်းသွားတက်ချင်တဲ့ dream ရှိလို့ပေါ့နော်တိတ်လို့တော့ batch 1ဖြစ်တဲ့အတွက်ဒီလိုမျိုး alumni sharing experience တွေအများကြီးမရှိပေမဲ့ဒီက teacher တွေကို staff အကူတွေမတွေအစားအရင် sportive ဖြစ်ပြီးတော့ပါလို့ကျင်တဲ့ဟို teacher လိုက်ပြီးတော့တွေးပြီးတော့လုပ်ပေးရပေါ့နော်အဲ့လိုမျိုးကြောင့်လည်းရွေးဖြစ်သွားရပေါ့ another thing ကကြတော့ facility ပိုင်းရပေါ့နော် facility ပိုင်း and then location အရာအရင်ဆင်ပြေလို့ပေါ့နော်ဒီ time city မှာရှိနေတော့တောက်စားချင်တာပဲဖြစ်ဖြစ် sports လုပ်ချင်တာပဲဖြစ်ဖြစ် like shopping ထွက်ချင်တာပဲဖြစ်ဖြစ်ကြောင်းပြီးလို့အဲ့လိုမျိုးဆိုလို့ရှိရင်အရင်အဆင်ပြေရပေါ့ဒီတိုင်းတွားရုံလာရုံနဲ့ဘာမှဆိုလို့ရနေရပေါ့နော်အဲ့ဒီတော့လည်းအရင်သဘောကျရပေါ့နော်ပြီးရင်တိတ်ညွန့်တော်ကကြတော့ဒီ AIC curriculum ဘိုင်းရောက်ပြောရမယ်ဆိုလို့ရှိရင်ဒီ IG နဲ့အရင်မကွာဘဲနဲ့ university နဲ့လည်းအရင်မကွာဘူးဂျားထဲမှာရှိနေတဲ့ foundation ဖြစ်တဲ့အတွက်ကြောင့်အရင်စာလို့ရလည်းလွယ်တယ် teacher တွေကလည်း one-on-one teacher သင်ပေးရပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကိုစာမရခဲ့ဘူးဘာညာဆိုလို့ရှိရင်လည်းအဲ့လိုမျိုး teacher တွေနဲ့ပြောဒါမရဘူးဘာညာဆိုတခြားရှင်းပြပေးတာမျိုးတွေရှိရောအရင်ဆင်ပြေလာခဲ့တယ်ပေါ့နော်ဟုတ်sportive ဘိုင်းကလည်း extra curricular တွေအများကြီးလုပ်ပေးတယ်အဲ့လိုမျိုး sports တွေဆိုလည်းအဲ့လိုမျိုးပွဲတွေဘာတွေလုပ်ပေးရအဲ့လိုမျိုး Halloween ဘာညာအဲ့လိုမျိုးတင်းချန်တို့ဘာအဲ့လိုမျိုးတွေအစားလုပ်ပေးရဆိုပို့ပြီးတော့ပြောဖို့ကောင်းတယ်ပေါ့နော်အဲ့လိုချက်တွေကြောင့်ရွေးခဲ့ရဆိုပေမဲ့အခုဆိုရှင်မောင်လေးညီမလေးဆိုလို့ရှိရင်ဒီမျိုး alumni sharing ပေးရ experience တွေလည်းအများကြီးရှိတော့ဒီလိုမျိုးတွေဟိုရှာနေရဆိုလို့ရှိရင်ပေါ့ကဲ UK သွားချင်တဲ့ dream ရှိတဲ့သူမျိုးတွေဆိုလို့ရှိရင်လည်း AIC ကိုလာခဲ့ဖို့ပေါ့နော် recommend ပေးချင်ပါတယ်ဟုတ်